အားလုံးပဲမင်္ဂလာပါရှင်။ Unit Mobile မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညီမလေးပြောပြပေးရမှာတော့ညီမလေးတို့ပေါ့နော်အခုလက်ရှိပေါ့နော် MPT SIM-card ကို eSIM ချင်းကြီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးချက်အနေနဲ့ကျတော့ညီမလေးတို့ဒီ iPhone ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်ပေါ့နော် eSIM ရတဲ့ဖုန်းမှာဒါ eSIM အသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ဆိုရင်တော့ညီမလေးတို့ဒီ App Store တွေ Play Store တွေကနေပြီးတော့ MPT4U ကိုအရင်ဆုံး download ပေးရမှာဖြစ်ပါတယ်နော်။နောက်တစ်ချက်အနေနဲ့ဆိုရင်ညီမတို့ MPT4U ကို download ပေးပြီဆိုရင်အခုလက်ရှိပေါ့နော်ကိုယ့်ရဲ့ SIM-card ကိုအဲ့ဒီ MPT4U မှာ OTP ကုတ်တောင်းပြီးတော့ကြားလာတဲ့ OTP ကုတ်ကိုထည့်ပေးရမယ်။ဒုတိယချက်အနေနဲ့ဆိုရင်တော့email လေးကိုပေါ့နော်မှန်အောင်ထည့်ပေးရမယ်ရှင့်။ email ကိုထည့်ပေးသွားတဲ့ခါကျရင် email ရဲ့ချက်ပေါက်မှာဆိုရင် QR code လေးကြားလာပေးမယ်။အဲ့ QR code ကိုတစ်ဖက်ဖုန်းတစ်လုံးနဲ့ပေါ့နော်တက်ပုတ်ရိုက်ထားရမှာဖြစ်ပါတယ်။အဲ့လိုရိုက်သွင်းပြီးသွားတဲ့ခါကျရင်ညီမတို့ကiPhone တော့လက်ကောင်းဒီလို Android တော့လက်ကောင်း eSIM ရတဲ့ဖုန်းမှာ add eSIM ဆိုပြီးတော့ scan ဖတ်ပြီးတော့ eSIM ကိုအတည်ပြုလုပ်ရုံပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ရှင်။အကယ်၍အခုလိုမျိုးပေါ့နော်ဗဟုသုတကျယ်ဝတဲ့ဗီဒီယိုလေးကိုလည်းကြည့်ကျင်နေဆိုရင်လည်း Unitel Mobile ရဲ့ TikTok account ကို like and follow လေးလုပ်ပေးထားပါအောင်နော်။